ဆရာများအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ဟော်တာ AJ6 ရဲ့အသုံးပြုနည်းပြပေးမယ်เนาะကျွန်တော်အတူလက်ကြည့်ကြမယ်โอเคဒါကျွန်တော်ဗီဒီယို YouTube မှာကြည့်ရဆိုတော့ subscriber လည်းနှိပ်ပေးပါဦးเนาะ Facebook မှာကြည့်ရဆို follower လည်းနှိပ်ပေးခဲ့ပါဦးဆရာတို့ဒါကျွန်တော်တို့ AJ အဟောင်းအရေးဖောက်ထုတ်မယ်เนาะAJ အဟောင်းဖောက်ထုတ်ပြီးတော့ကျွန်တော်တို့ net ပြတ်ထည့်ပြီးပြီเนาะAJ အဟောင်းထုတ်ပြီးတော့ကျွန်တော်တို့ net ပြတ်ထည့်ပြီးကျွန်တော်တို့ AJ6 ရဲ့ကိုထည့်လို့ရပါပြီเนาะ Yes ဒါကျွန်တော်တို့ Honda AJ6 ရဲ့အသုံးပြုနေတော့ဒါတခြားအမျိုးအစားဆိုတော့အသုံးပြုနေရတော့တစ်မျိုးရှိပါတယ်ကျွန်တော်တို့ဒါ liquid moly တော့ပါလို့ဆိုတော့အသုံးပြုနေရတော့တစ်မျိုးပါเนาะဒါကတော့ Honda AJ6 ရဲ့ပေါ့เนาะဒါကျွန်တော်တို့ဒါ AJ အဟောင်းထုတ်ပြီးတော့ AJ6 ရဲ့လောက်ထွက်လိုက်မယ်เนาะ AJ6 ရဲ့လောက်ထွက်ပြီးတော့ကျွန်တော်တို့ဒါအဖုံးပေးပြီးတော့ဆက်နှိုးရမယ်เนาะကျွန်တော်တို့ဘယ်လိုနှိုးရမလဲဆိုတော့ကျွန်တော်တို့ဆက်ကို9မိနစ်နဲ့10မိနစ်ထိနှိုးထားရမယ်ကျွန်တော်တို့လီဗာဆွဲလို့မရဘူးစလိုနေထားမှာပဲထားပေးရမယ်ကျွန်တော်တို့ဒါမောင်းဝါလို့လည်းမရဘူးเนาะဒါကျွန်တော်တို့ဒါဒီအတိုင်းပဲဆက်နှိုးထားပြီးတော့9မိနစ်နဲ့10မိနစ်ထိနှိုးထားပေးရမယ်เนาะဒါကျွန်တော်တို့ဆက်နှိုးပြီးတော့9မိနစ်နဲ့10မိနစ်ထိစောင့်မယ်เนาะပြီးတော့ကျွန်တော်တို့ဒါဆက်ပြတ်တက်ပါမယ်เนาะဒါအခုကတော့10မိနစ်ပြည့်ပြီပေါ့เนาะအဲ့ဒါကြောင့်ကျွန်တော်တို့ဆက်တက်မယ်ဆက်တက်ပြီးတော့ကျွန်တော်တို့ဒါခုနထည့်ထားတဲ့ AJ6 ကိုပြတ်ဖောက်ထုတ်မှာပေါ့เนาะဒါကျွန်တော်တို့ဒါခုနစေထားတဲ့ထည့်ထားတဲ့ AJ6 ကိုပြတ်ဖောက်ထုတ်မှာเนาะဘာလို့ဒီဘေးက AJ ပဲနည်းနည်းမဲသွားလို့ကျွန်တော်တို့ AJ6 ပေးတာပေါ့เนาะကတလေကျွန်တော်တို့ဒါ C6 စကားမှာတို့ဒါ G ပေးတာတို့ဆိုကျွန်တော်တို့ဒီလိုဆေးပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ AJ ထဲမှာစသွားတယ်ပြီးတော့ C6 စကားတွေလည်းစသွားတာပေါ့เนาะဒီမှာတွေ့လာเนาะ AJ6 ရတော့မှဒီလောက်မဲသွားတယ်เนาะဒါကျွန်တော်တို့မဆေးပဲနဲ့ AJ ဝယ်ထည့်လက်မယ်ဆိုရင်တော့ AJ ဝယ်အစ်စ်လည်းခဏလေးနဲ့မဲတူပြီးတော့ကျွန်တော်တို့ဒါအရေးသေးကစိတ်မကောင်းတော့ဘူးเนาะအဲ့ဒါကြောင့်ကျွန်တော်တို့ဒီလိုဆေးပြီးမှ AJ ဝယ်အစ်စ်ထည့်တဲ့ကြောင့်ဒါ AJ ဝယ်အစ်စ်လည်းကော်လေးသုံးလို့ရတော့ပေါ့เนาะပြီးတော့ကျွန်တော်တို့ဒါ AJ6 ကိုကုန်နေတယ်လို့ကော်လို့ကျွန်တော်တို့ပေးဦးပဲညာရဲပြီးတော့เนาะဒါတချို့ကြတော့လေမို့တာလို့ဘာလို့မို့လို့ရတယ်เนาะโอเคဒါကျွန်တော်တို့ AJ6 ရေကုန်ပြီးဆိုရတော့ကျွန်တော်တို့ဒါအဓိကတော့နေဝါရှာထည့်ရမှာပေါ့เนาะကျွန်တော် AJ ဝယ်လဲဒီဝါရှာလဲအထူးခရူးဆက်ပေးပါเนาะသူကကျန်တစ်ဖက်နဲ့6တစ်ဖက်ရှိတယ်တချို့ကြတော့အညက်စားထည့်တဲ့ AJ အရေးပြတ်တဲ့ပြဿနာတော့ခဏခဏတွေ့ရတယ်ကွဲတာတော့ပါတော့เนาะဒါ6တစ်ဖက်မှာကျွန်တော်တို့ဒါ AJ ဘက်မှာထားပြီးတော့ကျန်တစ်ဖက်မှာကျွန်တော်တို့ဒါနယ်ဘက်မှာထားမယ်ပြီးတော့ကျွန်တော်တို့ဒါနယ်ပြတ်ထည့်ပြီးတော့ကျွန်တော်တို့ဒါ AJ ဝယ်အသေးကိုဖောက်ထည့်လို့ရပါပြီเนาะဒါကျွန်တော်တို့ကီလိုဘယ်လောက်မှဆေးပေးရမလဲဆိုရင်ကျွန်တော်တို့ကီလို1000မှတစ်ခါဆေးပေးရမယ်ဒါမှမဟုတ်ကျွန်တော်တို့ AJ ဝယ်လဲနောက်ကြတဲ့ခါကျရင် AJ ဝယ်ဒါမဲတဲ့ခါကျရင်ကျွန်တော်တို့ဒါဆေးပေးရမယ်ကျွန်တော်တို့ဒီလိုဆေးပေးကျွန်တော်တို့ AJ ဝယ်လည်းပဲမှုဟာကောက်ရမယ်เนาะကြီးပေးတာတော့ဘာလို့မရှိတော့ဘူးဆိုတော့ကျွန်တော်တို့ဒါ AJ ထဲမှာလည်းသက်သက်ရှင်းရှင်းဖြစ်သွားတော့ဗောနော်ကျွန်တော်တို့ AJ6 ရဲ့အသုံးပြုနေရတော့အဲ့လောက်ပါပဲဗီဒီယိုအစိုးထိကြည့်ရှုပေးတဲ့ဆရာများအားလုံးကျေးဇူးတင်ပါတယ်เนาะ